တော့ဖွားမလို့နော်ဖွားလေတောင်းလေးကိုနှုတ်ဦးတိုက်တယ်ဖွားကြီးနဲ့တူတူနေတာလေမှတ်မိတာသားတောင်းမမိပြီလားဖွားလေဖွားလေမှတ်မိရမလားဒီလေးချစ်စရာလေးကြည့်ပါဖွားနော်ဟုတ်ကဲ့ကြည့်ဖတ်တဲ့ချက်ကြည့်ဖွားကိုကြည့်တာလေ တို့ရစကားပြောနော်ဖွားကြီးနော်ဒီလေးနှုတ်ဦးတိုက်တယ်လေဖွားကြီးနဲ့တူတူချုပ်ဦးနေဆိုတယ်လေတောင်းမမိတာနှစ်တောင်ပြေတော့မယ်နှစ်တောင်ပြေတော့မယ်လေမိလေးရဲ့ဖွားကြီးနော်မိနော်ကြည့်တာပြီဖွားသားကြီးကကြည့်ပါအောင်လူချောကြီးဖြစ်လာပြီနှစ်တောင်ပြေတော့မယ်လေတမီးနည်းနည်းစိန်သွားပြီပေါ့နော်လူဖွားကြီးလေမိ ရှောက်ကြည့်နေမမေရှိရနော်တာနော်ဟုတ်ကြည့်နော်မရှိပါမမေရှိရ မမေပေါ်မှာမနေပါ မမေပါပါမကြည့်မမေထိုင်ပြမယ်နော်မမေရှိရနော်တာနော် ဘူးနော်မိလေးနော် စိန်တော့လားခလေးရ ဖွားပါမိလေးဖွားရေတွေလည်းချိုးပေးတယ်လေမိကိုမမိပြီလားရေလည်းတူတူချိုးပေးတယ်လေပြီးပြီစားလေရေတုပ်ပြီးစားနဲ့သားကိုချိုးဘူးတိုက်တယ်လေဖွားယောဂရှိလို့ပါသားရဲ့နော်တို့ဆိုမိလေးကိုဖွားခေါ်ထားတာပေါ့ မမေရှိတော့ကြောက်နေသူအတေးကိုဖတ်ထားကြည့် နော် တတရဲ့ဖွားလေးတတဖွား ဖွားနော်ဖွားမခေါ်ပါဘူးမိလေးရဲ့ဖွားကြီးမခေါ်ပါဘူးနော်ဖွားကြီးမခေါ်ဘူး จ้ะဒီနေ့ကတော့အဖွားရဲ့အဖွားစီကိုလာတာကနော်အဖွားလဲဘာပဲဖြစ်ဖြစ်အဖွားရဲ့ကြမ်းရှိနေတဲ့အချိန်လေးအတွက်မှာမြီးလေးကိုတွေ့သွားစေချင်တာရဲ့ဘာပဲဖြစ်ဖြစ်သူကဒီမှာအခုလိုပေါ့နော်သမီးစီမှာကောင်းကောင်းမွန်မွန်လေးနဲ့သူရှိနေတဲ့အခါကိုဝမ်းသာရအောင်ပေါ့နော် စိတ်ချမ်းသာပါတယ်သမီးအမြင်ကတခုကတော့ကိုသားယောဂမရှိဘူးဆိုရင်ဒီကလေးလေးကိုကျွေးမွေးပြီးတော့ကိုဒီကလေးလေးဒီမီးလေးကိုလက်ဆွဲပြီးတောင်ဝေးလေးလိုငါနေလို့ရတယ်ကို့မှာယောဂလဲဆိုတော့ဒီကလေးရဲ့ရှင်ရေးရှိသေးတယ်ဆိုပြီးတော့ဝမ်းလဲနေတယ်ဝမ်းလဲတာပါတယ်သမီးရဲ့ တားလေးတဲ့တားလေးကိုင်းကြည့်ချင်လို့တဲ့ကိုင်းကြည့်ချင်လို့ အ တဲ့ တီးပြရစီပါလန်ကတုံးလေးနဲ့ချစ်စရာလေးမီးလေးရဲ့ စိတ်ကောက်နေလို့လေကျောင်းစိတ်ကိုကောင်းပြတာကျောင်းသူအရင်ရောလေဟိုလိုမျိုးကြီးလေသူကအတစိမ့်နေလာတယ်တခြားမသိတဲ့လူဆိုလို့ရှိရင်တော့ခလေးကမလိုက်ဘူးဘိုးတဲ့အရင်ပဲအခုတော့ဒါပေါ့နော်ဒါသူစိတ်ကောက်နေတဲ့ပုံစံမကြည့်ပါအောင်ဒါရဲ့မိသားကိုမေးရမင်းမျက်နှာတားလေးမျက်နှာကိုကြည့်စေချင်လို့အကြည့်ရောမြင်ကမအဲ့ဒါလေးမကြည့်ပါဘူးမကြည့်ဘူးကြည့် တူဝါ ဝါတယ် တူဝါဆောင်မယ်လေတူဝါဆောင်မယ်လေတူ အဲ့ဒါသူ့ရဲ့ချွေးနှဲစာပဲပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့